လူကြီးမင်းတို့ထမိတ်ဆက်ပေမဲ့ချင်းမိုင်မြို့ရဲ့ Australian Valley Samsung အင်အား project လူကြီးမင်းတို့ချင်းမိုင်မြို့မှာဘတ်3 သန်းဝန်းကျင်နဲ့အခုလိုပြထားတဲ့အင်မျိုးကိုဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ဒီအင်အား project ကတော့ Australian Valley Samsung အင်အား project ဖြစ်ပြီးတော့ရွေးချယ်စရာအိမ်မျိုးစား2မျိုးရှိပါတယ်ဗျတစ်ထပ်အိမ်နဲ့နှစ်ထပ်အိမ်ဆိုပြီးတော့ရွေးချယ်နိုင်မှာဖြစ်ပါတယ်ဒီအင်အား project နေပြီးတော့မဲဂျို University နဲ့ပါရက် University ကို10မိနစ်တွင်တွားရောက်နိုင်မှာဖြစ်ပါတယ်အစားအသောက်အနေနဲ့ Central ချင်းမိုင် Shopping Mall နဲ့ Home Pro ကိုတော့15မိနစ်တွင်တွားရောက်လက်ပတ်နိုင်ပြီးတော့ချင်းမိုင်မြို့ရဲ့ Old Town City ကိုတော့မိနစ်20အတွင်းတွားရောက်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီအင်အားဝန်ရဲ့တွင်းကဖွဲ့စည်းပုံ၄အောက်တွေကိုကျွန်တော်ထပ်ပြီးတော့အသေးစိတ်ထပ်မပြပြပါမယ်ကျွန်တော်ခုပြမှာတော့116 square meter Clifton Hill ပဲဖြစ်ပါတယ်ဒီကဝင်လာခြင်းမှာ living room area ရှိမယ်ဒီဘက်ချမ်းမဆို kitchen ဖွဲ့စည်းထားတယ်ဒီဘက်သူ့ရဲ့ကဲမှာဆိုရင်တော့ toilet တစ်ခုဖွဲ့စည်းပေးထားတယ်ဗျအပေါ်ထပ်သွားကြည့်အောင်အပေါ်ထပ်မှာဆိုရင်အိတ်ခမ်း3ခန်းနဲ့ toilet တစ်ခုဖွဲ့စည်းပေးထားတွေ့ရပါတယ်ဗျဒီမှာဆိုအိတ်ခမ်း2ခန်းရှိမယ်ဒါတော့နောက်မှာတော့ toilet လေးဖွဲ့စည်းပေးထားတွေ့ရပါတယ်အဲ့တော့ချင်းမိုင်မျိုးရဲ့ကွန်ဒိုနဲ့လုံးချင်းဝင်ဝင်ဆိုတော့ GNG Town House ကိုစက်သွယ်မြန်စုံစမ်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်